ရင်သက်ရှုမောဝယ်ကောင်းတဲ့လက်တွေ့လောကကစပိုက်ဒါမန်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့နေပြည်တော် YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ထိုင်ဝမ်နိုင်ငံကထပ်ပေါင်း100ထက်ရှိတဲ့မိုးမျှော်တိုက်ကြီးကိုဘယ်လိုလုံခြုံရေးကိရိယာပစ္စည်းကိုမှမသုံးဘဲတက်ရောက်သွားခဲ့တဲ့လူတစ်ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထက်မြင့်အဆောက်အုံတွေစောက်တော့မယ်ဆိုရင်လုပ်သားတွေကိုအန္တရာယ်ကင်းဖို့အတွက်လုံခြုံရေးကိရိယာပစ္စည်းတွေယူရပါတယ်ဒါတွေကိုတေချာအခိုင်မာတက်ဆင်ပြီးလုံးမသာဘေးအန္တရာယ်ကင်းနိုင်မှာဖြစ်ပါတယ်ဒါရင်မကသေးပဲအစာအုပ်ဆောက်ပြီးလို့ဘေးပတ်ပတ်လဲဘောင်ခတ်ထားတဲ့မှန်တွေကိုတန်ရှင်းလုံးမယ်ဆိုရင်တော့အန္တရာယ်မဖြစ်စေဖို့အတွက်လုံခြုံရေးကြိုးတွေကိုအထက်ထက်ချီပြီးတန်ရှင်းလုံးရတာပါဒါပေမဲ့အမေရိကန်နိုင်ငံကတောင်တသမားတစ်ယောက်ကတော့ထိုင်ဝမ်နိုင်ငံကအမြင့်ဆုံးမိုးမျှော်တိုက်ကိုလုံခြုံရေးပစ္စည်းတွေဘာတစ်ခုမှမသုံးဘဲတက်ပြသွားပါတယ်ဒီလူကစပိုက်ဒါမန်တစ်ယောက်လိုတိုက်တစ်ခုလုံးကိုကတ်တွယ်ပြီးတော့တက်ပြသွားတာပါသူ့နာမည်ကတော့ဟွန်နော်လို့ခေါ်ပါတယ်ဟွန်နော်ကအမေရိကန်နိုင်ငံသားတောင်တက်သမားဖြစ်ပြီးတော့ကြီးမားတဲ့စွန့်စားမှုတွေများစွာပြုလုပ်ခဲ့ဘူးသူတယောက်လည်းဖြစ်ပါတယ်ဟွန်နော်တက်ရောက်ခဲ့တဲ့အစာအုပ်ကတော့ထိုင်ဝမ်နိုင်ငံမှာအထင်ကရအစာအုပ်ဖြစ်တဲ့ထိုင်ဝမ်101အစာအုပ်ဖြစ်ပြီးကမ္ဘာအမြင့်ဆုံးမိုးမျှော်တိုက်တွေထဲကတစ်ခုပါဝင်ဖြစ်ပါတယ်ဒီအစာအုပ်ထဲမှာအထက်ပေါင်း100ထက်ရှိပြီးတော့အမြင့်ပေအားဖြင့်ပေပေါင်း1600ကျော်ရှိတဲ့အပြင်အစာအုပ်တစ်ခုလုံးကလည်းမျက်နှာပြင်ပြောင်လဲပြီးလက်ကင်စရာတွေနဲပါလို့တာမန်လူတယောက်သာဆိုကြောက်တူးတုံပြီးဖျားသွားလောက်တဲ့အနေအထားတွေရှိတတ်ပါတယ်ဒါပေမဲ့ဟွန်နော်ကတော့အရန်ကိုမြင့်ပါတယ်ဆိုတဲ့ထိုင်ဝမ်အစာအုပ်ကြီးကိုမကြောက်မရွံ့ရင်ဆိုင်တက်ပြခဲ့ပြီးကိုကာယာအားအတွေ့အကြုံနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေကျွမ်းကျင်မှုတွေကိုပြည့်ပြည့်ဝဝသုံးချခဲ့ပြီးတော့မိုးမျှော်တိုက်ရဲ့ထိပ်ဆုံးအထိရောက်အောင်တက်ရောက်နိုင်ခဲ့ပါတယ်ဟွန်နော်ကအစာအုပ်တစ်ခုလုံးကိုစတင်တက်ရောက်တဲ့အချိန်ကနေအဆုံးသတ်ထိတနာရီနဲ့32မိနစ်သာအချိန်ယူခဲ့ပြီးအထီးကိုက်ဒဏ်ရာမရှိဘဲအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်ဒီစွန့်စားမှုကလူသားသမိုင်းမှာအောင်မြင်တဲ့စွန့်စားမှုတစ်ခုဖြစ်တယ်လို့လူတိုင်းမလုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်ဒါပေမဲ့ဟွန်နော်ကတော့လူတိုင်းမလုပ်နိုင်တဲ့အလုပ်တစ်ခုကိုသူ့ရဲ့အတွေ့အကြုံနဲ့တက်တည်ပြသွားတာကြောင့်ကမ္ဘာတစ်ဝန်းကလူတွေအံ့ဩမှင်သက်သွားခဲ့ရပါတယ်ဒီစွန့်စားမှုဟာဟွန်နော်အနေနဲ့ရဲရင့်မှုစိတ်သက်ခိုင်မာမှုနဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအားကောင်းတဲ့ဆိုတာတက်တည်ပြနိုင်ခဲ့သလိုလူတွေရဲ့ကန့်သက်ထားတဲ့စိတ်ပိုင်းဆိုင်ရာတားဆီးတွေစီးတွေဘောင်တွေကိုလည်းချိုးဖျက်သွားနိုင်ခဲ့တယ်ဆိုတာဖော်ပြသွားခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေဘူးတုဒ္ဒရစီနိုင်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ